မြန်မာနိုင်ငံမှာအရန်73စီဈေးဟာရက်40စာလုံလောက်နေတယ်လို့မှာယူထားတဲ့တင်ပေါ်ဇလေးစီးလဲလာနေပြီလို့စစ်ကောင်စီကပြောဆိုခဲ့ပေမဲ့ရက်20တောင်မပြည့်သေးတဲ့အချိန်မှာစီဈေး30ရာခိုင်နှုန်းကျော်တိုးမြင့်လိုက်ပါတယ်။အော်စစ်ပြက်စရာကြီးဟော။မကျန်ငါဘယ်လိုလုပ်ရမှာတော့ဒီဟာ။ဒီမှာရေအခုမှတက်စီရောက်လာတယ်။တိန်းနဲ့3000တောင်ပေးလိုက်ရတာ။လမ်းကိုပက်ပြီးသွားတာပေါ့။ကျွန်တော်တို့ဝင်မယ်လို့တော့သူတို့ကားရနဲ့ပိတ်ကျွန်တော်တို့ဝင်မယ်လို့သူတို့ကားရနဲ့ပိတ်တော့ကျွန်တော်တို့ customer line ကအတွင်းထဲမှာဟသွား။နှစ်စီးထွက်သွားရင်နှစ်စီးဟသွား။သုံးစီးထက်သွားရင်သုံးစီးဟသွား။ဟသွားတဲ့အချိန်မှာကျွန်တော်တို့အကားရန်ပိတ်လို့ကျွန်တော်တို့ဝင်လို့မရအောင်။ဝင်လို့မရတော့သူတို့ BNB ကားရန်နေပြီးတော့အဲ့ထဲကိုဝင်တယ်။သုံးစီးဝင်ရင်ကျွန်တော်တို့သုံးစီးနောက်ကျတယ်။လေးစီးဝင်လေးစီးကျွန်တော်တို့နောက်ကျတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာလည်း73ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားသတင်းအကြောင်းအရာလေးတွေကိုစူးစီးပေးထားပါတယ်။ဆိုတော့ဗီဒီယိုကိုစရအောင်ပါ။မြန်မာနိုင်ငံမှာအရန်73စီဈေးဟာရက်40စာလုံလောက်နေတယ်လို့မှာယူထားတဲ့တင်ပေါ်ဇလေးစီးလဲလာနေပြီလို့စစ်ကောင်စီကပြောဆိုခဲ့ပေမဲ့ရက်20တောင်မပြည့်သေးတဲ့အချိန်မှာစီဈေး30ရာခိုင်နှုန်းကျော်တိုးမြင့်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲစစ်ကောင်စီဟာဓာတ်ဆီကို12ရာခိုင်နှုန်းနဲ့ဒီဇယ်ဈေးကို23ရာခိုင်နှုန်းမြင့်တက်ခဲ့သေးပြီး2026ခုနှစ်မတ်လ20ရက်နေ့မှာနောက်ထပ်73စီဈေး30ရာခိုင်နှုန်းကျော်ထပ်မံမြင့်တက်လိုက်တာပါ။အိန္ဒိချင်းထိုင်းနိုင်ငံမှာတော့73စီဈေးကိုရာခိုင်နှုန်းအနည်းငယ်သာမြင့်တက်နေချိန်မှာမြန်မာကတော့တပတ်အတွင်း73စီဈေးဟာ42ရာခိုင်နှုန်းကနေ53ရာခိုင်နှုန်းအထိမြင့်တက်ခဲ့တာတွေ့ရပါတယ်။မလ19ရက်နေ့ကရန်ကုန်73စီဈေးဟာ92တလီတာကျပ်2830 95တလီတာကျပ်2930ကနေမလ20ရက်နေ့မှာတော့92တလီတာကျပ်3630 95တလီတာကျပ်3850အထိဈေးမြင့်တက်လာခဲ့တာပါဒီဇယ်ဆိုလဲတလီတာ3205ကျပ်ကနေကျပ်4390အထိဈေးတိုးမြင့်တက်လိုက်တာဖြစ်ပြီးတစ်ဖက်မှာလဲစုံမတွေခွဲပြီးအေးယူလိုက် QR code စနစ်သုံးပြီးတလွဲစီထုတ်ခိုင်းတာတွေကြောင့်ပြဿနာတွေတက်နေပါတယ်ဒီအခြေအနေတိုင်းဆိုရင်တင်းကြံကာလမှာ73စီဈေးဟာအနည်းဆုံးနှစ်ဆကျော်ဈေးတက်လာအောင်မဲ့သဘောမှရှိနေပြီး73စီကန်တာ၄ကိုတောင်မစီမံခန့်ခွဲနိုင်တဲ့သဘောကိုတွေးရမှာမို့ပြည်သူတွေပိုဒုက္ခရောက်နိုင်ပါတယ်ကျွန်တော်တို့မနေ့ကနေ့လယ်2နာရီတည်းကစီတန်းစီတာပေါ့ဗျာနော်ဒါပေမဲ့ကြားထဲမှာနေရာရောင်းစားတဲ့မတမာတဲ့လူတွေကိုတွေ့ရတယ်နော်မိုးလင်းကနီးမှာတညာလုံးတော့ဘာမှမလုပ်ဘူးကာပြီးသားအဓိကတော့ကားကြီးတွေနဲ့ကာပြီးသားပြီးတော့မှတွင်းတာပေါ့နော်အဲ့လိုကားတွင်းတာကားတွေတစ်စီးကိုဘယ်လောက်ရလဲအခုလိုဂျာပြတ်ဝင်တဲ့လူတွေများလာတဲ့ခါကျတော့မနက်စောကြီးထပြီးတော့ဒီကုတ်ကလာပြီးတော့တန်းစီရဲ့လူတွေအတွက်ကတော့အများကြီးနေတာပေါ့ဗျာတော့မသိဘူးအဓိကဘာထူးလန်းမှာဘာထူးလန်းမက်ဆီဆိုင်ပေါ့နော်46ပါဘာထူးလန်းမှာတွင်းတာလဲတော်တော်များတယ်44ထိတ်ကနေပြီးတော့ဒီဘာထူးလန်းစီဆိုင်ကို2နာရီကြော်ကြာတယ်ဗျာအခုဒီမှာကြည့်ကျွန်တော်တို့ကားတွေအခုဒီမီးပွိုင်ပဲရှိသေးတယ်နော်ဘာလို့ဆိုညကကျွန်တော်တညာလုံးအဲ့ဒီကားတွေကြီးတဲ့အချိန်မှာအရေးအတွက်အဲ့လောက်မတွေးရဘူးဒီကားတွေမဟုတ်နော်ဒီကားလေးရဲ့အမတန်ရိုးသားဖြူစင်တဲ့ကားလေးနော်ဒီကားလေးကဟိုဘက်ကအခုမီးပွိုင်ဟိုဘက်ကိုကွယ်သွားတဲ့ကားတွေပြောတာနော်โอเคနော်တပူကို2000တပူကို2000လကားပြောရပါရှင်တပူကို2000လောက်ကျွန်တော်တို့မရောင်းနိုင်ပါဘူးမနက်9နာရီကနေသွားတန်းညနေ9နာရီခွဲမှာစီဆိုင်ပေါက်ရှိပါသေးတယ်6နာရီ40မှာအိမ်ပြန်ရောက်ပါတယ်ရှင်2000ပေးတော့ကျွန်တော်တို့မရောင်းနိုင်ပါဘူးကြားလို့မှကောင်းကြသေးရဲ့လား2000ပေးတာတော့မရောင်းတော့ဒါတသိန်းမိုးတယ်တလပိုင်း2လပိုင်းတည်းတုန်းကဆိုရင်ဒါ3000ခွဲ4000ပဲနော်တသိန်းဘူးတဲ့တော့ကြားလို့မှကောင်းကြသေးရဲ့လားအရက်ကတော့ယေမကျန်ငါဘယ်လိုလုပ်ရမှာတော့ဒီဟာဒီမှာရေအခုမှတက်စီရောက်လာမှဒီလေရမ်းမလုတ်တင်ဟောဒီလိုမျိုးကမလုတ်တင်ဟောခုမှတက်စီရဒါကတော့စီထဲမှာရေတွေရောပိတ်လိုက်တယ်လို့သိရပါတယ်ဒုက္ခပဲဒါတော့ဖြစ်လို့မရဘူးလေဟောအမအဲ့ဒါဆိုမလုပ်တင်ဘူးအမစီတန့်လာလို့မေးတယ်တော့အမရှိကျွန်တော်စစ်ပြဟာဒုက္ခပဲကွာကျော်အော်စစ်ပြစရာကြီးဟောစီရတည်းရေတည်းဖြစ်တန်ငါနဲ့တိန်းနဲ့3000တောင်ပေးလိုက်ရတာမကြမလို့တော့တော့ဟိုပုံပြတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမဲ့ခေါင်းစဉ်အကြောင်းအရာလေးကတော့73စီပြဿနာနဲ့ VNB များကိုချင်းစာကြပါခေါင်းစဉ်လေးကတော့မိုက်နော်ကျွန်တော်ဗာပြောမလဲဆိုတော့ကျွန်တော်မနေ့ကမန္တလေးမြောက်ဘက်က
မုံကလမောင်မှာရှိတဲ့ပသိမ်လေး BOC မှာကျွန်တော်စီသွားတန်းတယ်ကျွန်တော်ပဲချင်းတန်းလဲဆိုရင်မနေ့4နာရီတူထတန်းတယ်မနေ့4နာရီတူထတန်းတော့တေးနဲ့ကျွန်တော်တို့ရွေ့ရတော့ကျွန်တော်ပဲချင်းမှရလဲလို့မေးမယ်ဆိုကျွန်တော်2ချက်ထိုးမှ ဝေါ ကျွန်တော်စီရခဲ့တယ် နိုင်ထိုးမှာ အဲ့တော့ကျွန်တော်တို့ရဲ့73ရရှိဖို့ကြိုးစားရတဲ့အချိန်က4နိုင်ရနေတွက်မယ်ဆိုရင်5 6 9 8 9 10 11 12တစ်ချက်နှစ်ချက်ကျွန်တော်10နိုင်လောက်ထိအချိန်ပေးရတယ်ဒီနေ့ဟာခါတိုင်းနေ့နဲ့မတူဘူးကျွန်တော်တို့ဒီအပြင် customer line တွေအရန်ကြံ့ကြနေတယ်လို့ကျွန်တော်စိတ်ထဲကိုထင်တော့ကျွန်တော်ကလည်းနောက်ကဆိုတော့ရှေ့ကိုလည်းသွားကြည့်လို့မရတော့ခက်ခဏနာမသိဘူးပေါ့နော်ကို20ခွဲတစ်ချက်ဝန်းကျင်ရောက်တော့ကျွန်တော်ရှေ့ကိုရောက်တော့အဲ့မှာ VMB Garden ဆိုတာရှိ VMB Garden ကကျွန်တော်တို့ဒီမြောက်ဘက်လမ်းရနေပြီးတော့နဲ့ကျွန်တော်တို့ဟိုဘက်ဒီဘက်ရှင်ထိုးရတော့ဘာဖြစ်လဲဆိုတော့ရှေ့မှာတော့ဝန်ထမ်းတော်ရှိတယ် VMB Garden ဆိုတော့သူတို့ VMB Garden ကိုကတန်းနေရပြီ VMB ဆိုပြီးတော့လေတန်းထိလို့မရဘူးသူတို့ VMB ချင်းကိုကတန်းနေရတာအနည်းဆုံးသူတို့က VMB ကစီး340တော့စီး340တော့ရှိမှထင်တယ်သူကားတန်းကလည်းအဲ့မှာဘာဖြစ်လဲဆိုကျွန်တော်တို့ကား customer line ကားကိုလမ်းကိုပက်ပြီးသွားတာပေါ့ကျွန်တော်တို့ဝင်မယ်လို့တော့သူတို့ကားတန်းနဲ့ပိတ်ကျွန်တော်တို့ဝင်မယ်လို့သူတို့ကားတန်းနဲ့ပိတ်တော့ကျွန်တော်တို့ customer line ကအတွင်းထဲမှာဟသွားနှစ်စီးထွက်သွားရင်နှစ်စီးဟသွားသုံးစီးထက်သွားရင်သုံးစီးဟသွားတဲ့အချိန်မှာကျွန်တော်တို့အကားတန်းပိတ်လို့ကျွန်တော်တို့ဝင်လို့မရတော့သူတို့ VMB ကားတန်းနေပြီးတော့အဲ့ထဲကိုဝင်တယ်သုံးစီးဝင်ရင်ကျွန်တော်တို့သုံးစီးနောက်ကျတယ်လေးစီးဝင်ရင်လေးစီးကျွန်တော်တို့နောက်ကျတယ်ကျွန်တော်တခုပြောချင်တာက VMB လူကြီးမင်းများ VMB မှာနိုင်ငံတော်ဝန်ထမ်းကိုတာဝန်ထမ်းဆောင်တဲ့နိုင်ငံတော်ဝန်ထမ်းများဒီချိန်မှာအခွင့်အရေးရတယ်ဆိုတာတမန်အယက်သားနဲ့အခွင့်အရေးတန်းတူမပေးနိုင်ဘူးဆိုတာကျွန်တော်ကစ်စနစ်ရဲ့အခြေအနေကကျွန်တော်လက်ခံတယ်ကျွန်တော်တို့တာမန်ယက်သားတွေစီရဖို့ဆိုတာတော်တော်ကြီးအချိန်ပေးရတယ်စီရဖို့မပြောနဲ့စီတိုင်းမြင်ဖို့ကကျွန်တော်တို့အချိန်ကြီးအများကြီးပေးရတယ်လူကြီးမင်းတို့ VMB သမားတွေကစီရဖို့စီတိုင်းကိုမြင်ဖို့ကအခုမြင်ရင်အခုရတယ်စီတိုင်းတွေကိုတန်းဝင်ရတယ်ဒီထဲမှာရှိတဲ့ VMB တွေများလို့တာလူချင်းမင်းတို့တန်းစီရတဲ့အနေထားလေးတစ်ခုပါဒါလေးကိုတော့စိတ်ရှိရှိနဲ့စောင့်ပေးပါကျွန်တော်တို့အပြင် customer တွေအချိန်ကြီးအများကြီးပေးထားတဲ့ကျွန်တော်တို့တာမန်အရက်သားတွေကိုတော့တာမန်လူတန်းသားတွေနားလည်ပေးပါကိုချင်းစာပေးပါငါတို့ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေတာငါတို့ကနိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေတာမဟုတ်ငါတို့ဒီခွင့်ရေးပေးရမယ်ဆိုတာကိုခေတ်စနစ်ရဲ့အနေထားရမပေးခြင်းပဲမဲ့ခေတ်စနစ်ရဲ့အနေထားကတော့လက်မခံခြင်းပဲမဲ့လို့ကျွန်တော်လက်ခံမယ်အနေထားဟုတ်တယ်မလားကျွန်တော်မေးတယ်ဝန်ထမ်းကိုလည်းမေးတယ်ဝန်ထမ်းလည်းဗာပြောရမှာတော့ VMB သမားတွေဆိုတော့ VMB မှာဗာလေးရှိလဲတမတော်သားရှိမယ်ရဲတွေရှိမယ်ဒါတွေကိုကျွန်တော်သူတို့မုန်းလို့ပြောနေရလည်းမဟုတ်ဘူးခွင့်ရမရလို့ပြောနေရလည်းမဟုတ်ဘူးနည်းနည်းလေးကိုချင်းစာပေးဖို့လူတိုင်းကိုမဆိုးလို့ဟုတ်တယ်မလားပရိုက်တာသမားတွေရှိမယ်ဖုန်းကြီးကားတွေရှိမယ်အခုချိန်မှာတော့ပေါ်လိုက်တဲ့ပရိုက်တာသမားတွေပေါ်လိုက်တဲ့ဖုန်းကြီးကားတွေဘယ်ကနေဘလို့ထွက်လာမှမသိဘူးဝန်ထမ်းကားတွေရောဝန်ထမ်းနိုင်ငံတော်အစိုးရ VIP လည်းယူထားသေးတယ်ဂျားဖြတ်လည်းဝင်သေးတယ်ဆိုတော့ပို့ဆိုးတာပေါ့ဗျာ ဝန်ထမ်းဆိုရင်ဥမာဘာဝန်ထမ်းနေဝန်ထမ်းကပြရင်ပေးနေတယ် အကုန်လုံးတော့ဆိုလို့ပေါ့နော် ကိုတွေတဲ့အခွင့်အရေးတာတယ်ဆိုတော့လက်ခံပါတယ်ဒါပေမဲ့ကိုချင်းစာပေးပါဟောငါတို့ကသူတို့နဲ့ဆိုင်ရင်ငါတို့ကစိတ်ဒီစီတိုင်းနဲ့ငါတို့ကတန်းရတယ်စီရဖို့ရငါတို့ကနိုင်ဝတ်တနိုင်ပဲချိန်ပေးရတယ်သူတို့ခမစီရဖို့အတွက်အချိန်ကြီးအများကြီးပေးရတယ်နေ့တူကတရက်စာလုံးချိန်ပေးရတဲ့အနေအထားမှာရှိတယ်ကျွန်တော်တို့မှာတာမန်ရသားစီရဖို့အတွက်တရက်လက်စာလုံးပေးရတဲ့အချိန်အနေအထားမှာရှိတယ်အဲ့ဒီတော့နည်းနည်းလေးကိုချင်းစာပေးကြပါကျွန်တော်ပြောတာကျွန်တော်လူသားချင်းကိုချင်းစာပေးကြပါလူချင်းမင်းတို့ကကျွန်တော်တို့အခွင့်အရေးပိုရနေပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်ကဒီကနေဒီစကားလေးကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဘယ်သူမှချစ်လို့မုန်းလို့ဒီစကားပြောတာလည်းမဟုတ်ပါဘူးနောက်ပြီးဒီ73စီတိုင်းနေနဲ့လည်းနိုင်ငံတော်ကသတ်မှတ်ပေးထားတဲ့လီဒါတွေရှိပါတယ်ဆိုင်ကယ်ဆိုဘယ်လောက်ကားဆိုဘယ်လောက်အင်ဂျင်ပါဝါကြီးတဲ့ကားဆိုဘယ်လောက်နံပါတ်နီးဆိုဘယ်လောက်ဆိုတာသတ်မှတ်ထားတဲ့ဟာတွေရှိပါတယ်လူတိုင်းသိပါတယ်ကျွန်တော်လည်းသိပါတယ်ဒါပေမဲ့ပေးရတဲ့အနေထားပေါ်မှာသူတို့လည်းသူတို့ခက်ခဲရှိလို့ဘယ်လောက်ပေးမယ်ဘယ်ရွေးပေးမယ်ဆိုတာကိုသူတစီတိုင်းနဲ့တစီတိုင်းမတူပါဘူးနည်းဆိုင်နဲ့များဆိုင်များပါတယ်ဒါကိုလည်းကျွန်တော်တို့လူချင်းမင်းတို့ရဲ့ဖီအားမို့လို့စီတိုင်းဝန်ထမ်းတွေကိုလည်းကျွန်တော်နားလဲပါတယ်သို့တော့မူဝါဒတစ်ခုကိုမှန်မှန်ကန်ကန်တိတိကျကျတစ်ခုတည်းပဲထားပါဒီနေ့တသိန်းပို့ပေးလိုက်မနေ့က2သိန်းပို့ပေးလိုက်မလုပ်ပါနဲ့ဒီနေ့တသိန်းပို့ပေးမနေ့ကလည်း2သိန်းပို့ပေးဝိတ်နဲ့တသိန်းပို့
ခါလီတသိန်းပေးဖို့လို့ဝင်းနဲ့ဒီနေ့2သိန်းဖို့ပေးတယ်ဆိုရင်နောက်နေ့လည်းအဲ့တိုင်ကျင်းသုံးပါဟုတ်တယ်မလားအခုတော့ခင်ဗျားတို့ကဒီနေ့2သိန်းဖို့ပေးလိုက်ဒီနေ့3သိန်းဖို့ပေးလိုက်ကျွန်တော်ကစီရကျင်တဲ့စိတ်နဲ့ကျွန်တော်တို့ကကုံကြီးတီဗီတန်းရတာကားကြီးလည်းပန်းတယ်လူကြီးလည်းပန်းတယ်အချိန်ကြီးလည်းအများကြီးပေးရတာနော်လူကြီးမင်းတို့လည်းစီတိုင်းဝန်ထမ်းတွေလည်းရင်တော့နဲ့ဆိုင်ရင်ဒါတို့တွေမနာရဘူးအများနဲ့ run နေရတယ်ဆိုတော့ကျွန်တော်လက်ခံတယ်ကိုချင်းစာပေးတယ်ဒါပေမဲ့ဝယ်ယူသုံးစွဲတဲ့ customer ကားသမားတွေပုံမှာလည်းစီတိုင်းဝန်ထမ်းတွေအနေနဲ့လည်းပြန်လည်နားလည်စာနာပေးသိချင်ပါတယ်မူဝါဒတစ်ခုကိုအဓိကတော့ပြောချင်တာဆိုင်ချင်းမှာဆိုင်မှာရှိတဲ့စက်သုံးစီရောင်းချရတဲ့ဆိုင်တွေမှာရှိတဲ့တောင်ရှိရဲ့လူကြီးမင်းတွေလူကြီးပိုင်းတွေပေါ့မူဝါဒတစ်ခုကိုတစ်ခုပဲမမှန်ကန်ကန်ချပါတိတိကျကျချပါစက်သုံးစီနဲလို့စက်သုံးစီများလို့ကျွန်တော်တို့မသိချင်ပါဘူးကျွန်တော်သိချင်တာနိုင်ငံတော်ပေးတဲ့အခွင့်အရေးကိုအပြည့်လိုချင်တာလည်းမဟုတ်ဘူးနိုင်လူကြီးမင်းတို့ပေးတဲ့အခွင့်အရေးကိုပဲကျွန်တော်တို့ယူတယ်ဒါလေးကိုမူဝါဒတစ်ခုကိုမမှန်ကန်ကန်တိတိကျကျလေးပဲချသေးချင်ပါတယ်နောက်ပြီးနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာက VNB လူကြီးမင်းများကျွန်တော်တို့တာမန်ရသားတာမန်လူတန်းသားလေးကိုတော့ကိုချင်းစာနာတရားလေးနဲ့နားလည်ပြီးတော့ကိုလည်းလေးကိုထိုးကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် အီရန်စစ်ပွဲရဲ့နောက်ဆုံးရအခြေအနေများရှင်းလင်းချက်အီရန်ကအမေရိကန်နဲ့အစ္စရေးမဟာမိတ်တွေအတွက်ဟော်မုတ်ရေလက်ကြားကြီးကိုတရားဝင်ပိတ်ချလိုက်ပါပြီ။စွမ်းအင်ဈေးနှုန်းတွေကလည်းထိုးတက်သွားသလိုနိုင်ငံတကာတန်တမန်ရေးရာအကြောင်းတွေကလည်းပို့ပြီးတော့ကျေလာနေပါတယ်။ဒီနေ့ကတော့မတ်လ28ရက်နေ့ညနေပိုင်းဖြစ်လို့စစ်ပွဲစတင်ခဲ့တာ28ရက်မြောက်ရှိသွားပြီဖြစ်ပြီးတော့စစ်စင်ရေးကအခုဆိုရင်ဒီဒေတာရင်းအကြက်တဲကြီးတစ်ခုအဖြစ်အမြန်ဆုံးကူးပြောင်းသွားခဲ့ပါပြီပထမဆုံးအီရန်ပြည်တွင်းကအခြေအနေတွေကနေပြီးစပြီးပြောရအောင်ပါအီရန်နဲ့ဒီအစ္စရေးဂျားကစစ်ရေးအပြန်အလှန်တိုက်ခိုက်မှုတွေကရောကြသွားမယ်အရေးအယောင်လုံးဝမတွေ့ရပါဘူးအီရန်နိုင်ငံအလဲပိုင်းကအစစ်မြင့်ဒုံးကြီးတွေနဲ့ပင်လယ်ပြင်သုံးမိုင်းတွေထုတ်လုပ်နေတဲ့အဓိကစက်ရုံကြီးတစ်ခုကိုလေကြောင်းကနေပြီးတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကဒီနေ့ကြေညာပါတယ်ဒါကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းအစ္စရေးဘက်ကိုပဲ့ထိန်းဒုံးကြီးတွေနဲ့အနည်းဆုံး2ကြိမ်လောက်ဇက်တိုက်ပစ်ခတ်ခဲ့ပါတယ်ဒီစစ်ပွဲကြောင့်လူအသက်ဆုံးရှုံးမှုတွေကလည်းဇက်တိုက်မြင့်တက်လာနေပြီးတော့စစ်ပွဲစကလေးကအီရန်ဘက်မှာတည်ဆုံးသူ2000ထက်မနည်းရှိပြီလို့ထုတ်ပြန်ထားပါတယ်။တင်းမာမှုတွေကိုပိုဆိုးသွားစေတာကတော့အရှေ့အလယ်ပိုင်းတဝမ်းမှာရှိတဲ့အမေရိကန်စစ်စခန်းတွေနားကအရက်သားတွေကိုချက်ချင်းရှောင်ရှားကြဖို့အီရန်တော်လိုင်းအစောင့်တပ် IRGC ကဒီနေ့ပြင်းပြထန်သတိပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကအမေရိကန်တပ်ဖွဲ့တွေကိုဓာတ်ရိုက်ပြစ်မှတ်ထားတော့မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ဒီအချိန်မှာပဲအီရန်ပြည်တွင်းမှာအင်တာနက်တွေလုံးဝပြတ်တောက်နေသေးဖြစ်ပါတယ်။ဓာတ်ရိုက်ဘုံကျဲမှုတွေကိုခိတ္တရန်နာတဲ့အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဆင်ပြေနေတယ်ဆိုပြီးတော့အီရန်ရဲ့ဒီလျှက်စစ်နဲ့စွမ်းအင်အဆောင်အုံတွေကိုတိုက်ခိုက်မဲ့အစီအစဉ်ကို10ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အီရန်တာဝန်ရှိသူတွေကတော့ဓာတ်ရိုက်ဆွေးနွေးမှုဘာမှမရှိဘူးလို့ညင်းဆိုခဲ့ပြီးတော့လက်ရှိအမေရိကန်ရဲ့အဆိုပြုချက်တွေကလုံးဝကိုတစ်ဖက်သက်ဆန်လုံးနဲ့ဆိုပြီးပယ်ချခဲ့ပါတယ်။လောလောဆယ်ကမ္ဘာကြီးအတွက်အကြီးမားဆုံးချိန်ချောက်မှုကတော့ပါရှန်ပင်လယ်ကွေ့ရေပြင်မှာဖြစ်ပေါ်နေတာပါ။အမေရိကန်နဲ့အစ္စရေးမဟာမိတ်နိုင်ငံတွေရဲ့စိတ်ကမ်းတွေကိုအဝင်ထက်လုံးမဲ့ဘယ်တင်းမောကိုမဆိုဟော်မုတ်ရေလက်ကြားကနေပြီးဖြတ်တန်းခွင့်မရှိဘူးလို့အီရန်ကတရားဝင်ပိတ်ပင်လိုက်ပါတယ်ဖြတ်တန်းဖို့ကြိုးစားတဲ့ဘယ်တင်းမောကိုမဆိုပြင်းပြထန်ထန်အရေးယူမယ်လို့ချိန်ချောက်ထားပါတယ်ဒီနေ့မှာတင်နိုင်ငံတကာကုန်တင်တင်းမောကြီး3စီးကိုရေလက်ကြားတဲ့အဝင်မခံပဲတားဆီးခဲ့ပါတယ်ဒီစစ်ပွဲကအာရေဗျကျွန်းဆွယ်တစ်ခုလုံးရဲ့လုံခြုံရေးနဲ့အခြေခံအဆောက်အအုံတွေကိုဓာတ်ရိုက်ချိန်ချောက်နေပြီဆိုတာကိုပြသနေပါတယ်။လက်ဘနွန်စစ်မျက်နှာမှာတော့စစ်ရေးအရာအခြေအနေကပို့ပြီးတော့ဆိုးရွားလာနေပါတယ်။အစ္စရေးကမြေပြင်ဝင်ရောက်ကျူးကျော်မှုကိုအကြီးအကျယ်တိုးချဲ့လာနေပြီးတော့အစ္စရေးနယ်စပ်ကနေပြီးမိုင်30အကွာအထိနေထိုင်သူတွေကိုပါနေရက်စွန့်ခွာဖို့အမိန့်အသစ်တွေထုတ်ပြန်ထားပါတယ်။ဒီနေ့မနက်ဝေလီဝေလင်းအချိန်ကဘေရွတ်မြို့အနီးကိုအစ္စရေးကဘုံကျဲခဲ့လို့လူ2ယောက်သေဆုံးခဲ့ပြီးတော့နိုင်ငံတော်ဝန်သေဆုံးသူစုစုပေါင်း1000ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ဒီကြားထဲမှာအမေရိကန်နဲ့သူ့ရဲ့မူလမဟာမိတ်တွေကြားကနှက်ဆိုင်နဲ့အကွဲကြောင်းတွေပေါ်ထွက်လာနေပါတယ်။ဒီနေ့ပြင်သစ်မှာကျင်းပတဲ့ G7 အစည်းအဝေးမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကသူကမဟာမိတ်တွေကိုပြောင်းအောင်ထားဖို့ဥရောပကိုလာခဲ့တာမဟုတ်ဘူးလို့သတင်းတောက်တွေကိုပြပြသားသားပြောခဲ့ပါတယ်။ဒါနဲ့စန့်ကျင်ဘက်အနေနဲ့ပြင်သစ်နဲ့ဗြိတိန်ခေါင်းဆောင်တွေကတော့ကာကွယ်ရေးတပ်ကိုပဲအဓိကထားပြီးတော့တန်တမန်ရေးရာဖြည့်ရှင်းဖို့အရေးကြီးလိုအပ်နေကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်။ UK ကတော့အီရန်ကကမ္ဘာစီးပွားရေးကိုတစားကန်လှုပ်ထားတယ်လို့ဆွဆွဲခဲ့ပါတယ်။အမျှော်လင့်ထားတဲ့နိုင်ငံရေးအပြောင်းအလဲတစ်ခုကတော့ယူကရိန်းသမ္မတဇယ်လန်စကီကဆော်ဒီကိုဒီနေ့ပဲတွားရောက်ခဲ့ပါတယ်။ဒါကရုရှားကယူကရိန်းမှာတုံးနေတဲ့အီရန်ထုတ် drone တွေကိုပဲပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ကာကွယ်နိုင်အောင်ယူကရိန်းရဲ့ drone တံပြန်ရေးနည်းပညာအတွေ့အကြုံတွေကိုတွားရောက်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီစစ်ပွဲရဲ့စီးပွားရေးခရက်ကကမ္ဘာတဝန်းကိုတုံလို့စီပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လောင်စာဆီဈေးတွေနှစ်ဆကျော်တက်သွားလို့ဒီနေ့မှာအကြီးအကျယ်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအိန္ဒိယလိုစီးပွားရေးအင်အားကြီးနိုင်ငံတွေကလည်းသူတို့ရဲ့နိုင်ငံရေးမဟာဗျူဟာတစ်ခုလုံးကိုပြောင်းလဲပစ်ဖို့ဖိအားပေးခံနေရပါတယ်။လောင်စာဆီပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရလို့အိန္ဒိယကရုရှားစီက
တဘာဝတက်ငွေနဲ့ရေနံစိမ်းတွေကိုဓာတ်ရိုက်ပြန်ဝယ်ဖို့အပြေးအလွှာလှုံ့ဆော်နေရပါပြီ။ထုတ်ပြောရရင်လာမယ့်ရက်ပိုင်းတွေအတွင်းသမ္မတဒေါ်နယ်ထရန့်ပြောတဲ့အီရန်ရဲ့စွမ်းအင်စက်ရုံတွေကိုဘုံမကျဲပဲဆိုင်းငံ့ပေးထားတဲ့၁၀ရက်တာအချိန်ကတည်ငြဲပါမလားဆိုတာကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒီဥတန်ကနိုင်ငံတကာသတင်းရင်းမြစ်တွေကိုအခြေခံပြီးရှင်းပြထားတာဖြစ်ပြီးတော့စစ်ပွဲအခြေအနေတွေကြောင့်အချက်လက်တွေအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ ဟုတ်ကဲ့ပါတည်နဲ့လူစုပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနေ့တစ်ပုံမှာတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ထားနိုင်ပါတယ်ဒီဘုန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေထင်မြင်စကြက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါဦး